တဲ့ရဲ့ Grand Heritage Room လေးဖြစ်ပါတယ်ရှင်။ဒါကတော့ဆော့ဆော့နဲ့အတူတူပဲသူကbudget ပါမယ် toilet ပါမယ် stand shower ပါမယ်ပေါ့နော်။တခြားကတော့မပြထားတော့ဘူးပေါ့နော်။ဒီမှာကလည်း accessory တွေပေးထားတာကအစဒီ shower နဲ့ပတ်သက်တဲ့ဟာလေးတွေတော်တော်လေးအဆင်ပြေတယ်ပေါ့နော်။ပြီးရင်ဒီမှာဝတ်လဲလို့ရမယ်အဝတ်ထားလို့ရမယ့်နေရာရှိမယ်ပြီးရင်ထုံးစံအတိုင်း king bed ရှိမယ်ပေါ့နော်။ king bed ရှိပါမယ်ရှင်ပြီးလို့ရှိရင်ဒီမှာကတော့veranda လေးပါမယ် walking area လေးပါမယ်ပေါ့နော်။ဝရဏပါတဲ့တဲမှာသူကထိုင်လို့ရတဲ့တဲမှာပေါ့နော်ပထမဆုံးအခန်းလေးဖြစ်ပါတယ် heritage ဆိုရင်တော့ထိုင်လို့မရဘူး grand heritage ကနေစပြီးတော့မှဝရဏပါမယ်အားလုံးပြောရဲပေါ့နော်ဒီ Instagram မှာဓာတ်ပုံရိုက်ချင်တာတော့ photogenic ဖြစ်တဲ့နေရာကိုပြောပေးပါဆိုလို့ရှိရင်တော့ grand heritage room ကတော့ယူလို့အဆင်ပြေတယ် living room မှာကြိုက်တယ်ဆိုလို့ရှိရင်တော့ဆော့ဆော့ပြထားတဲ့ suite အခန်းလေးကိုယူလို့ရတယ်ပေါ့နော်ဒီမှာကတော့ရန်ကုန်မြစ်ကိုမြင်ရတယ်ဆိုပေမဲ့ तू ကနှစ်လွှာဖြစ်တဲ့အတွက်ကြောင့်မလို့ကန်နာလမ်းဘက်ကို view လို့ပြောလို့ရပါတယ်ရှင် view ကတော့အရင်မမြင်ရပါဘူးကာထားတာနေဆိုရင်တော့ဝရဏမှာထိုင်ရတာကြိုက်တယ်ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ရှိရင်တော့အလွှာမျက်နှာကြိုက်တယ်ဆိုရင်တော့ဆော့ဆော့ပြထားတဲ့ suite အခန်းလေးတွေယူလို့ရပါမယ်ရှင်